အားလုံးပဲမင်္ဂလာပါမနက်ဖက်ကြရဲ့တစ်ချိန်အကျိုးနေ့ဖြစ်တဲ့ကြောင့်မော်လုံးကြီးတော့ပေါ့နော်မော်လုံးကြီးပေါ်လေးလုပ်ပြအောင်ပါပေါ့နော်အရင်ဆုံးအဖြူအောင်တစ်ချောင်းလိုပါတယ်ရရဲ့ကိုကြိုက်တဲ့အရာလုပ်လို့ရပါတယ်ပြီးတော့ပါမယ်တော့ကိုကမော်လုံးကြီးပေါ်ဖုတ်ကာလာထည့်ပြီးတော့အရာလုံးလေးစားချင်တော့ကိုကြိုက်တဲ့အရာလုပ်ပေါ့နော်အဲ့တော့တော့ဝါလိုက်တစ်ချောင်းယူလိုက်လိုလေးပြီးရင်တော့ကအမေတေးဝါနဲကြီးတေးလေးတော့လိုက်ပါအနေတော်ရပြီပေါ့နော်အဲ့လိုအနေတော်ရလည်းအဆင်ပြေမယ်ပြီးဒီလိုကော့လိုက်အဲ့လိုပဲခုနလိုထပ်လုပ်ပါမယ်ရာတီလေးကျန်ဘာလို့လောဘွားလို့ရှင်အဖြူရနောက်တစ်ချောင်းကိုအဖြူရနောက်တစ်ချောင်းအမွှေးလေးပြင်မယ်ပေါ့နော်အုတ်တီလေးဖြစ်အောင်လို့ပါအဲ့မယ်ပေါ့နော်နာကတော့ပဲတုံးထားရပေါ့နော်ဒီမှာပြီးတော့ရှိဒီလိုအချိုးတန်လေးကျန်မယ်အချိုးတန်လေးညှက်မယ်ပေါ့နော်နည်းနည်းတော့မာရပေါ့မမတို့လေးရလာအဲ့ဆိုရင်一起切了呢。ဒီလိုရတဲ့ဟာကိုကော်ရအောင်ပေါ့နော်ခန်းရှိခန်းလေးလုပ်ပါကျမခန်းမရှိလို့ပေါ့နော်နောက်ခံတန်လေးကိုတော့တီးခံပေးပါပြီးရင်ဒီလိုပေါ့နော်ဒီလိုလေးအဲ့ဒါပါမယ်ဒီလေတော့ထည့်ဒီမှာလေထည့်လိုက်ရပါမယ်ကိုကငါတို့6လုံးလောက်လုပ်ချင်ငါတို့6လုံးလောက်လုပ်ပေါ့နော်လောက်ရမယ်ပေါ့နော်ခုနအလုံးလေးလောက်လိုက်ပြီပေါ့နော်ဒီမှာပေါ့နော်အရာလုံးလေးအဲ့ဆိုရင်ခုနခွက်လေးထည့်ရမယ်ပေါ့နော်အရာဆိုလေးဘာလို့တော့အနေနဲ့ပြီးရင်ခုနလောက်ထားတယ်အုတ်တီးကြီးကိုထူလိုက်မယ်ပေါ့ဆွဲရလို့ရှိရင်ဒီလိုအရသာရှိရပုံပေါက်တဲ့မလုံးရေပေါ်လေးရပါပြီ။ပိုက်ကလေးထားနဲ့လုပ်ထားတဲ့မလုံးရေပေါ်လေးရပါပြီ။အဆုံးထိကြည့်ရှုပေးလို့ကြည့်ရှုအများကြီးတင်ပါတယ်။ Thanks for watching. Bye bye.